1988ကမှမွေးတဲ့လူငယ်လေးတစ်ယောက်ဟာ88အရေးခင်းကြီးဖြစ်တော့10နှစ်သားလောက်ပဲရှိအောင်ပါပါ။ဖဖညာညာမသိတဲ့လူငယ်လေးတစ်ယောက်အနေနဲ့ပြည်နယ်မျိုးတော်မှာထက်တန်းအောင်နဲ့ဥပဒေပညာနဲ့ဘွဲယူခဲ့ပါတယ်။2000ဝန်းကျင်သူ့အသက်22နှစ်လောက်မှာရန်ကုန်ကိုတက်လာပြီး Tourist Guide တင်တဲ့အင်္ဂလိပ်စာလေ့လာပြီးတော့ Tourist Guide ပဲလုပ်မလို့ကျောင်းစရာပဲလုပ်မလို့လို့ပေါ့။လူပုံကဖြူဖြူချောချောဆိုတော့မော်ဒယ်တွေဘာတွေလုပ်ဖို့လဲစိတ်ကူးခဲ့မှာပါဒါပေမဲ့အဲ့ဒီလူငယ်လေးမကစိတ်ကူးအိမ်မက်အကြီးကြီးရှိတယ်သူ့အိမ်မက်ကကြီးလွန်းတော့သူ့ကိုအယူလိုပဲထင်ကြမှာပါပဲလူကြီးတွေကိုပြောကြည့်ရင်လေမင်းဟာကမဖြစ်နိုင်ဘူးလို့ပဲပြောကြတာပဲသူကတော့သူ့အိမ်မက်တွေကိုယုံကြည်ချက်ပြင်းပြပါတယ်သူတို့လူမျိုးစုလွတ်မြောက်ဖို့ကိုကျမကိုဖန်တီးခွင့်တွေရနိုင်ကြဖို့ဆိုတာသူ့အိမ်မက်ပါပဲသူတို့ပြည်နယ်ဟာခင်းနောက်ကျနေတယ်သူတို့လူမျိုးစုတွေဟာအရာရာအောက်ကျနောက်ကျဖြစ်နေကြတယ်။ပြည်ရင်းစစ်နဲ့အသားကျနေတဲ့တိုင်းပြည်ကြီးဟာလက်နက်ကင်တိုင်းရင်းသားတပ်ရာကျော်ပြည်သူစစ်အဖွဲ့ပေါင်း9000ကျော်နဲ့မြမြိုင်ဆိုင်ဆိုင်ဖြစ်လို့နေပါတယ်။အဲ့ဒီအချိန်ထိသူတို့လူမျိုးစုမှာကိုပိုင်လက်နက်ကင်တပ်ဖွဲ့ဆိုတာမရှိခဲ့သေးပါဘူး။ဒါကြောင့်သူ့စိတ်ကူးအိမ်မက်စီကိုတွားရမယ့်လမ်းဟာကိုပိုင်တပ်ဖွဲ့ရှိမှဖြစ်မယ်ဆိုတာသူသဘောပေါက်လာတယ်။လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်ဝါဒထုံးကားနေတဲ့တိုင်းပြည်မှာလက်နက်ဘာသာစကားကိုမပြောတတ်ရင်သူတို့ဟာစိုးအားနေသူတွေလိုဖြစ်နေလိမ့်မယ်။သူတို့ပြောတဲ့စကားကိုလည်းဘသူကမှနားထောင်မှာမဟုတ်ဘူးဆိုတာကိုလည်းသူနားလည်လာတယ်။ဒီလိုနဲ့ပဲသူဟာအဆက်အသွယ်တွေရဖို့ရှာဖွေလာတယ်။1998ခုနှစ်လောက်တုန်းကသူဟာအိန္ဒိချင်းတိုင်းပြည်မှာနေရာယူလှုပ်ရှားနေတဲ့လူမျိုးတူသဘုံခေါင်းဆောင်တဦးကိုဆက်သွယ်ခဲ့သေးပေမဲ့အဲ့ဒီခေါင်းဆောင်ကလည်းလှုပ်ကြံခံရလို့သူ့ရီမန်းချက်တွေအထမမြောက်ခဲ့ပါဘူး။2004ခုနှစ်မှာတော့သူနဲ့ရင်ဘတ်ချင်းတူအိမ်မက်ချင်းတူတဲ့လူမျိုးတူတငယ်ချင်းတွေနဲ့ပေါင်းဖက်မိပြီးတော့သူတို့စိတ်ကူးအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့စတင်ခဲ့ကြပါတယ်။2006ခုနှစ်လောက်မှာနေဆက်ကလက်နက်ကင်အုပ်စုကြီးတစ်ခုနဲ့အဆက်အသွယ်ရရတယ်။လူဝတ်တဲ့ချိတ်ဆက်မှုတွေလှုပ်ဆောင်ပြီးတဲ့အခါမှာ2009လောက်မှာသူတို့ဟာအဲ့ဒီလွတ်မြောက်နယ်မြေကိုရောက်ရှိသွားကြပါတယ်။ကနဦးရောက်ရှိလာတဲ့တငယ်ချင်း26ယောက်နဲ့အတူသူတို့အနာဂတ်စိတ်ကူးအိမ်မက်ရဲ့မျိုးစိတ်တွေကိုတီးစေခဲ့ကြပါတော့တယ်။သူတို့အဖွဲ့ဟာလက်နက်ဘာသာစကားကိုပြောဆိုတတ်ဖို့ကောင်းမွန်စွာသင်ကြားတက်မြောက်ပြီးဖြစ်ပေမဲ့သူတို့မှာဘာအရင်းမြစ်မှမရှိမျက်နှာငယ်နေရတဲ့ဘဝပါပဲ။သူတို့ရင်ဆိုင်ရမယ့်တစ်ဖက်စစ်တပ်ကလည်းအလွန်အင်အားကြီးမားလာပါတယ်။နိုင်ငံပေါင်း140လောက်မှာအဆင့်38ကိုရရှိထားတဲ့တပ်ကြီးဖြစ်တဲ့ပြင်ခင်မီလက်နက်တွေကြီးရည်လေအင်အားစုတွေနဲ့ဖွဲ့စည်းထားတော့ဒီလူငယ်လေး26ဦးရဲ့အိမ်မက်ဟာမြင့်မို့တောင်ကိုစီးစင်းနဲ့ပေါက်သလိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ယုံကြည်မှုနဲ့မဆုံးမနစ်ကြိုးစားတဲ့သူတို့ဟာတဖြည်းဖြည်းရပ်တည်နိုင်လာတယ်။ကမ္ဘာတဝန်းလုံးမှာရောက်ရှိနေကြတဲ့သွေးချင်းညီကိုတွေကလည်းသူတို့ကိုငွေအားလူအားတွေထောက်ပံ့ကြတယ်။သူတို့ပြည်နယ်လေးဟာအစိုးရအဆက်ဆက်ဖိနှိပ်ခံရတယ်။ဒီမိုကရေစီညှက်ဖုံးဆွတ်ထားတဲ့ပြည်သူအစိုးရလက်ထက်မှာတော့သူတို့ဟာအညတာမခံခဲ့ရပါဘူး။ဖိနှိပ်မှုတွေများလေလေသူတို့စီကိုခိုးဝင်လာတဲ့လူငယ်တွေကအလုံးရင်းဖြစ်လာလေးပါပဲ။ခေါင်းဆောင်မှုရေးချင်းပြေးဝတဲ့လူငယ်တစုဟာပထဝီနိုင်ငံရေးရဲ့ပြိပခါတွေကိုကောင်းကောင်းအသုံးချပြီးတော့သူတို့တို့လိုအပ်တဲ့အထောက်ပံ့အရင်းမြစ်တွေကိုရှာဖွေရရှိလာနိုင်ကြတယ်။လူနှစ်ဒါဇင်လောက်နဲ့စားခဲ့တဲ့သူတို့တပ်ဖွဲ့ဟာဆယ်စုနှစ်တစ်ခုအတွင်းမှာအင်အား3သိန်းချီလို့ကြီးမားလာပါတယ်။ဗဟိုအစိုးရကိုချိန်ချောက်လာနိုင်ပါတယ်။သူတို့အတွက်အကြီးမားဆုံးထောက်ပံ့ကတော့ဒေသခံလူထုရဲ့ထောက်ခံအားပေးမှုနဲ့သူတို့အပေါ်မှာယုံကြည်မှုတွေပါပဲလူသားတွေတန်းနဲ့ချီပြီးတော့အိမ်မက်တစ်ခုတည်းကိုမတ်ကြတဲ့အခါရှီမန်းချက်တစ်ခုတည်းကိုစုပ်ကင်ထားကြတဲ့အခါတေတော်မသည်အော်ကောင်းဤလို့စိတ်ပိုင်းဖြတ်ပြီးကြတဲ့အခါပြိုင်သူယုံနိုင်ရင်ပိုက်ကွန်အတားစီးတွေလည်းပြတ်ထွက်ကုန်ကြတာပါပဲအင်အားစုစည်းမိလာတဲ့အခါမှာသူတို့ဟာ2015လောက်ကစလို့သူတို့လူမျိုးစုတွေရှိရာပြည်နယ်တွေကိုစတင်ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်တိုက်ပွဲငယ်လေးတွေကိုတိုက်ရင်လက်ရည်သွေးလာခဲ့တယ်။နေပြည်တော်လူထုကိုစီးအောင်လာနိုင်ခဲ့တယ်။လူငယ်လူရဲ့အများအပြားလဲစုဆောင်းရရှိလာနိုင်ခဲ့တယ်။သူတို့တပ်ဖွဲ့ဟာဘလောက်တောင်ပြည်သူနဲ့တသားတည်းဖြစ်သွားသလဲဆိုရင်အရွယ်ကောင်းသူတို့လူမျိုးတိုင်းဟာသူတို့အတွက်အသက်ပေးမဲ့သူတွေလေ့ကျင့်ယူထားသူတွေဖြစ်ကုန်ကြပါတယ်။2019မှာတော့သူတို့အိမ်မက်ကိုစတင်အကောင့်ထဲပေါ်တဲ့အနေနဲ့ထိုးစစ်ကိုစတင်ပါတယ်။ပြည်နယ်ရဲ့မြောက်ပိုင်းမှာတိုက်ပွဲကြီးငယ်တွေအကြိမ်ကြိမ်ဖြစ်ပေမဲ့တောတောင်ထူထပ်တာရဲ့ပျောက်ကြားနည်းကိုသုံးလာရဲ့ဒေသခံလူထုထောက်ခံမှုရဲ့ကြောင့်သူတို့ကိုကြီးအလေးတက်တွေဟာဘလို့မှနှိမ်နှင်းလို့မရနိုင်ခဲ့ကြပါဘူးသူတို့ဟာတဖြည်းဖြည်းချင်းစိတ်ဝင်ပြီးတော့ပြည်နယ်အလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေထိဖြန့်ကျက်လာနိုင်ခဲ့ပါတယ်
အောက်ခြေအုပ်ချုပ်ရေးရန်တရားတွေကိုချုပ်ကင်လာနိုင်ခဲ့တယ်ပြည်သူထောက်ခံမှုဟာလည်းတိုးတက်တိုးလာခဲ့ပါတယ်ပြည်မမှာနိုင်ငံရေးပြောင်းလဲတွေဖြစ်တဲ့အခါမှာသူတို့ဟာအတိုင်းအတာတစ်ခုအထိအဆင်သင့်ဖြစ်နေခဲ့ကြပါပြီ2020ထဲမှာကိုပဲပြည်မတက်နဲ့ဆွေးနွေးတာတွေလုပ်နိုင်လာခဲ့သလိုအပြည့်ရငြိမ်းချမ်းရေးကာလတွေပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းလုပ်နိုင်လာတယ်။ဒီချိန်ကနေကြားဆောင်တက်လေးအဖြစ်ဖွဲ့ပေးဖို့တောင်နေရာပေးမခံရတဲ့သူတို့ဟာအခုချိန်မှာတူတူတန်တန်ဆက်ဆံခံလာရပြီးဖြစ်ပါတယ်။အရင်ပြည်သူအစိုးရလက်ထက်ကသူတို့ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ထားတာတွေကိုလည်းပယ်ဖျက်ပေးလိုက်ပြီးဆိုတော့သူတို့တပ်ဖွဲ့ဟာပိုလို့တရားဝင်ရပ်တည်နိုင်မှုနဲ့နေမြေစိုးမိုးမှုအာဏာတချို့ကိုရရှိဖို့တည်ကြနေပါပြီ။သူတို့အိမ်မက်ကိုရောက်ဖို့ကခရီးဝေးကြီးလိုသေးရဲ့ဆိုပေမဲ့သူတို့ရပ်တည်ခွင့်တိုးတက်ကြီးထွားခွင့်ရရှိသွားပြီဆိုရင်တော့ဒီလေကားတစ်တစ်ဟာလေသူတို့လူမျိုးစုရဲ့သမိုင်းမှာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်မှာအမှန်ပါပဲ။တစ်ချိန်ကသူတို့ဘိုးဘေးတွေဟာကိုထီးနှန်းတဲ့ကိုရိုးပြနိုင်ငံတွေတီထောင်နေနိုင်ခဲ့ကြတခြားလူမျိုးစုတွေနဲ့ထီးပြိုင်နှမ်းပြိုင်ရပ်တည်နိုင်ခဲ့ကြတယ်။အခုလဲသူတို့လူမျိုးစုရဲ့ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးစီရင်ခွင့်ရတဲ့အနေအထားမျိုးကိုသူတို့မျှော်လင့်နေကြပါတယ်။လက်နက်ဘာသာစကားကိုတက်မြောက်ပြီးကြတဲ့သူတို့ဟာငြိမ်းချမ်းရေးဘာသာစကားတန်တမန်ဘာသာစကားဥပဒေဘာသာစကားတွေနဲ့နိုင်ငံထူထောင်ရေးဘာသာစကားတွေကိုဆက်လက်သင်ကြားလေ့လာကြရပါဦးမယ်။သူတို့ရဲ့အိမ်မက်တွေခရီးဆုံးပေါင်းမပေါက်ဆိုတာတွေကတော့ပထဝီနိုင်ငံရေးတွေကမ္ဘာသမိုင်းရဲ့ကြီးမားတဲ့အကွေအချိုးတွေပေါ်မူတည်လို့နေပါတယ်။ခွင့်တာတော်ရုံးခဲ့တဲ့သူတို့ခွင့်တာကိုက်လိုက်ခဲ့တဲ့သူတို့ခွင့်တာစဲမှာဆွဲခဲ့တဲ့သူတို့အကျဉ်းလေးပြီးရင်အောင်မြင်မှုဟာလက်တကမ်းမှာစောင့်ကြိုနေရဲဆိုတာပြင်ဆင်ထားပြီးသူတွေအင်စာကျေသူတွေသာအောင်ပွဲခံနိုင်ရမယ်ဆိုတာကိုလည်းသူတို့ပြည်သူတရက်လုံးကမျှော်လင့်ယုံကြည်နေကြမယ်လို့ထင်မိပါတယ်။အဆုံးထိနားထောင်ပေးကြတာကျေးဇူးတင်ပါတယ်။